ဘဝစွန်တော်ပုဂ္ဂိုလ်ဒီဘက်နဲ့လည်းရွှေ့လိုက်ပါ TV ကွယ်နေလို့အေးဘိုးတော်တို့အားလုံးဟာထိုင်အားနဲ့မထားဘဲနဲ့ TV ကြည့်ရမှာ ဩသားရဲ့ဒီအပျော်အပြက်တွေဆိုတာဘာလို့စွန့်လွတ်လာတာကြာပြီသားရဲ့ ဟာကျုပ်ကလည်းအပျော်ကိုပြမှာမဟုတ်ဘူးအပြက်ကိုပြမှာ TV ပြက်နေလို့လားအဖမပြေတာဘူးနော် ဘိုးတော်က TV ကိုပြန်မှာမဟုတ်ဘူးဘိုးတော်ပြန်မဲ့ကိစ္စတွေအခုလာပြီဟမ်ကြည့်လိုက် ဒီအိမ်မှာအနှောက်အယှက်အတိုက်ခိုက်တွေရှိနေတယ်ဆိုတော့ ကဲကြည့်လိုက်ပါဦးထပ်ပြီးတော့ကဲပါဘာခုမြင်ပြီမလားဟမ်လက်အုပ်တွေချီမနေနဲ့အဲ့ဒါဘိုးတော်အစ်စ်မဟုတ်ဘူးဘိုးတော်လိန်လူလိန်နေဟမ်ဒါပေမဲ့အောင်ကိုဆန်းနဲ့ဝရံပြေးဒီဘက်ကသူ့ညီအောင်မြင့်ဆန်းနဲ့တခိုးဟမ်ရမင်းတို့ဘာညင်းကျင်သေးလဲပြောဒီမှာငါးတပည့်တွေရှိရင်အေးငါးတပည့်တွေအားလုံးကအချုံနဲ့ထောင်ကိုအိမ်လိုနေနေတာမင်းတို့ကောင်တွေရဲ့နောက်ကျောင်းရာဇဝင်အားလုံးကိုစုံစမ်းထားပြီးသားငါလည်းလားရမယ်ရောင်းတော့ထွက်ပြီးဖို့မကြိုးစားနဲ့တော့ဟာဟုတ်တယ်ရလိုက်ဟာဘာပိုင်နေလဲတရားမမလွတ်စင်နဲ့မလွတ်စင်နဲ့လို့ပြောလိုက်ဟဲ့ဒီလာဟဲ့လားမလွတ်စင်နဲ့မတော့နဲ့နော်ဒီရွာနာမည်ကိုသိလား လှကျင်တံမီရွာပါခင်ဗျာဘူးရတယ်တော်တော်လှတယ်နော် မဖားနဲ့သေချင်းတမ်းပြီးဖြစ်သွားမယ်ဒီမှာပူကြီးမဟုတ်ဘူးအလက်ကောင်ဟဲ့ထားအေးအလက်ကောင်ရှိနေတဲ့ဒီရွာကဘာမှလုပ်လို့မရဘူးအလက်ကောင်ရဲ့ဥပဒေကိုသိလား မသိပါဘူးခင်ဗျာ ဟေးခိုးတဲ့ကောင်ကိုလက်ဖြတ်တယ်ကျူးကျော်တဲ့ကောင်ကိုခြေဖြတ်တယ်အဲတတ်တဲ့ကောင်ကိုပြန်တတ်တယ် ဒါဆိုရင်ကျွန်တော်တို့ကလူလိန်နေဆိုတော့လွတ်တာပေါ့နော် သွားလို့ရတယ်အားလုံးသွားဟေးထိုင်လိုက် ဒါပဲသွားလို့ရပြီကို အချုပ်ထဲကိုသွားရမှာဟေးလိုက်တော့ဒီဘာလို့လဲလဲဖဲလာလား လာ နေလမ်းမဘိုးတော်ဖောင်းမင်းကဘာကောင်းလဲ ဘာမှုနဲ့ဖမ်းတာလဲလေလေမှုနဲ့ဖမ်းထားတာ ဟာဒီပေါက်တာဖမ်းလို့ရမလားမင်းလည်းပေါက်တယ်ငါလည်းပေါက်တယ်သူအလုံးပေါက်တယ်လူမိုင်းဤပေါက်တယ် ငါဘာပြောလိုက်လို့လဲကွာ လိန်လေမှုနဲ့လေးလေမှုနဲ့မသေးခွဲဘူးဖြစ်သွားတယ် ဟောလေလေမှုနဲ့ဖမ်းထားတာဒါဖိုးတွင်ကြီးတွေ ဟုတ်ပါတယ်ရဲလူကြီးကျုပ်တို့စီမှာဗီဒီယိုဖိုင်အထောက်ထားရှိပါလေလားရဲလူကြီးသူတို့ပြောတော့ဟုတ်လား ဟုတ်ပါတယ်ခင်ဗျာထောက်ထားတဲ့ခိုင်လုံးလေးမှာတော့ကျွန်တော်မငင်းတော့ပါဘူးဗျာ ကဲဆန်ကိုလွတ်ကောက်ပါအောင်လားဟမ်ရွှေဥလေးကိုတယူတရနဲ့ပြေးဖမ်းလိုက်ပါအောင်လားလူကြီးဆိုပြီးတော့အဲ့ထက်ကောက်ထဲပေါ်ပဲစဉ်းစားနေတယ် သူတို့ပြောပါကွာလက်စားတော့မဟုတ်ပါဘူးလက်ကောက်တာပါမလက်ရအောင်လို့ကောက်တာဟာလို့ပြောတာ အေးခင်ဗျားကောက်တာလေအားလုံးကအတူတွေကြီးပဲအဲ့ဒါကြောင့်ဒီဘိုးတို့အတူတွေကိုအလက်ကောင်ရဲ့ဥပဒေနဲ့စီရင်ချက်ချမလို့ ငါလူကြီးပါကွာ အကျုပ်ဖမ်းထားတာလေ အလက်ကောင်မင်းလောက်ချင်နိုင်လုံးလို့မရဘူးကွာဒါ country without president မဟုတ်ဘူးနော်မင်းမဲ့တိုင်းမဟုတ်လို့ပြောတာပဲ ဩမင်းရလဲကွာဒီမှာမင်းတဒန်းစားနှစ်ဒန်းစားလောက်နဲ့ပညာရှိအောင်စောင့်မနေနဲ့အေးမင်းဘိုးလိုသိပ်ပြီးချင်းငရုတ်သီးမစားနဲ့အဆက်ရှောင် ဘာတိုင်းလို့လဲကွာ ဟာဆိုင်တာဗောငရုတ်သီးစားရင်ရှားသိပ်အလုပ်လုပ်လို့မရဘူးဟင်းဖြစ်သွားမယ်ဟင်းအေးချီနေကတော့ဖုန်းဆက်ခေါ်တဲ့ကိစ္စဘာလဲပြောအခုဒီလိုငါသိပ်အားရတာမဟုတ်ဘူးနော် အဲ့ဒါတော့ဟုတ်တယ်အေးကြီးอ่ะငါတို့အာစီယာလေအရင်လိုအာစီမဟုတ်တော့ဘူးကွာ တို့အစတိကဒီအရက်ရဲ့လုံကြုံရေးကိစ္စကိုတာဝန်ယူရမယ်အစတိဖြစ်သွားပြီ ဟုတ်လားဘာသူကခန့်လိုက်တာတော့အော်ဟိုဂျားတဲ့ရွေးကောက်ပွဲများလားဦးချက်ကြီးကပြုတ်သွားပြီ ဒီမှာယာတုရမတာဝန်ယူခြင်းတဲ့ကောင်မျိုးမဟုတ်ဘူးနော်ပရိုက်တာစိတ်တဲ့အပြင်နဲ့ကိုယ့်ရက်ကိုကာကွယ်ခြင်းတာနားလဲလား ဟုတ်ပါတယ်ဟဲ့ဟိုနေရွာကိုချစ်တဲ့စိတ်ကိုငါသိတာပေါ့ဟဲ့မာကြီးကလည်းနင့်ကိုချီးကျူးနေသိတာ အားချင်းကျူလား ဟောငါတို့အရက်နဲ့ငါတို့ကာကွယ်လိုက်တဲ့ကိစ္စပေါ့နေက Facebook ကိုအကျိုးရှိရှိအသုံးချတယ်လို့အခုလိုကာကွယ်နိုင်တာလေအဲနင့်ဝိုင်းပြီးတော့ချီးကျူးနေကြတယ်ငါနင့်ကိုပြောချင်လို့ဖုန်းဆက်လိုက်တာနင်ကလေငါပြောနေအဲ့လိုပဲရီးနေရမယ်ငါပြောတယ်မှာရီးစရာလည်းမပါပဲနဲ့ အမလေးအဲ့ဒါ
ရဲ့စတိုင် ခိုင်းစသားတွေဆိုအဲ့လိုပဲရှိတယ်များများကြီးလေများများကြောက်ဖို့ကောင်းနေပဲ ဟေ့ရမင်းမဆက်ကိုပိတ်တာမင်းတို့တော်တော်များသွားပြီနော်မင်းတို့နှစ်ယောက်တော်တော်များသွားပြီအေးချစ်မင်းမကြီးကိုပြောလိုက်နော်အခုမှလာပြီးငါ့ကိုချီးကျူးမနေနဲ့လို့ငါအခုလိုတပည့်တပန်းတွေမွေးထားတယ်ဆိုတာသူ့နေရာနဲ့သူအတုံးချဖို့ဆိုတာနေအခုမြင်ပြီမလားဟမ် မြင်ပါပြီဟဲ့ဒါပေမဲ့နဲ့လူလိုတော့ပြောထားတာကိုကြီးညာနဲ့နှောက်ချက်တာများများတော့မဖြစ်စင်နဲ့ပေါ့ဟဲ့နင်နာမည်ပြတ်တယ်ဟဲ့ ဟောနင်းရလေသူများကောင်းကျိုးကိုလုံနေတာလေနာမည်ပြတ်တဲ့ခါလည်းရှိမယ်နာမည်ကောင်းရတဲ့ခါလည်းရှိမယ်ဒါ Facebook ထားပဲနော်ဘိုးပြတ်မကောင်းလေလာနေပြီ ဟဲ့ဘယ်သူလဲ ရေးပေးတော့ဟာပေါ့ပြီမင်းကောတာ ဟဲ့မဟုတ်ပါဘူး မခွင့်သူတို့ကဘာလို့လာ မသိဘူးလေဟာဟောစံကက်စီလာဖြစ်ရလား ဟဲ့စီလာဖြစ်အောင်ဒါရေနံတွင်းမဟုတ်ဘူးရေတွင်းညငါပြစ်ချလိုက်မှာနော် ဖြစ်ချပါ အေးချစ်မာကြီးကတောက်ရွေသွားခဲ့တယ်ပြောလို့လိုက်လာခဲ့တာရေလည်းတစ်ခါမှမခက်ဘူးပဲနဲ့ကူညီပြီးတော့ခတ်ပြီး အော်ဟိုရတယ်ဒီမှာဖြူလုံးမခတ်ပေးနေတယ် မုံကြီးနင်ပြောတော့မခေါ်ထားဘူးသူအခုရေခတ်ပေးမလို့လိုက်လာတာတဲ့နေစမ်းမမင်းဟာရွာထဲမှာရေခတ်စားတဲ့အဆင်ရောက်ပါ မင်းနဲ့ငါစကားမပြောချင်ဘူးအေးချစ်အတွက် pre wedding present ပေးဖို့လာတယ် ဟဲ့မင်းအခုပြောနေတဲ့စကားတွေကိုမင်းကိုယ်တိုင်ကိုနားလေရလား စာတက်ရင်နားလေတဲ့ ဟဲ့နင်းတဲ့ကလည်းတန်းနဲ့တန်းပဲကွာလားနော် ဟုတ်တယ်လေနေစမ်းမှာအေးချစ် ဒါဘာဖို့လဲဟမ် ကဲစောက်တိုးအော်အေးချစ်ကိုလိုနှစ်ယောက်ရဲ့မင်္ဂလာကိစ္စအတွက်အကျိုးလက်စာ ဘာမင်္ဂလာကိစ္စလဲ ကိုလိုနှစ်ယောက်ကို HM သဘောတူတယ်လေကော့ဖေရတယ်သဘောတူတယ်နော်ဒီထက်ကကိန်းနီမောင်းတယ်လို့ကိုလိုနှစ်ယောက်လုံးဘယ်တော့မှမခေါ်လို့နော် ငါခွဲမယ်ဒါမလုပ်တော့လေကိန်းဒီကမောင်းတယ်ငါခွဲပလိုက်တာကွာ ငါလည်းမင်းကတော့တက်ခွဲမှာ သူမိုက်တယ်သူမိုက်တယ် 哦，没有别无钱有的啦，哈啦， ကြီးလို့မရတော့တာပါဖေဟာ 那个，没俺家嘛过来不中啊，没有俺也没说路线，没别路也不的， မရဘူးပါဖေ 没也不反正俺们在这跑路的喽， ဆရာတို့လာမယ်မထင်လို့ပါဗျာ 说俺家家嘛不管，八块个， တပည့်တော်အထင်မလွဲပါနဲ့ဗျာတပည့်တော်စတာမဟုတ်ပါဘူးဗျာဟိုလူကြီးတဟာအရင်လာစတာပါဗျာ 不对我啥啥，原来嘛人骗俺们在不说了没啊地地的么啦， သိပါတယ်ဗျာ 地来来参， အာရှင်ဗျာမျက်နှာရိုက်ပြီးမယ်ဗျာ 没有活不来了， အနာရှိလို့ 俺那是俺那我小爷的，俺也得来吧，哪路了？ နားမလားနားလားငါခုံရိုက်နေတာလေဟမ် အော်တပည့်တော်ထိရထင်လို့ဗျာ ထိတယ်ထင်လို့လားအေးထိအောင်ရိုက်ပြမယ်ဒီဘက်တိုးဒီဘက်တိုးလိုက်တိုးလိုက်ဟဲ့ကွာဟေး